ကဲယူရီအားလုံးပဲမင်္ဂလာပါဗျအခုမြင်တွေ့နေရတဲ့ဘိန်းကကျွန်တော်တို့ကလစ်160နောက်ဆုံးပေါ် model ဖြစ်တယ်ပေါ့နော်ဒီကလစ်160ကကျွန်တော်2025 model ကမထွက်သေးဘူး2024ကိုမှကျွန်တော်ဒါနောက်ဆုံး12လပိုင်းထွက် model ဖြစ်တယ်သူကဆိုရင်ကျွန်တော်ဒီ160 engine power ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လူငယ်တွေကြားမှာဆိုရင်တော့ဒါတော်တော်လေးကိုကြိုက်ကြတဲ့ဘိန်းတစ်စီးပဲဖြစ်တယ်သူ့ရဲ့ design ကဆိုရင်ဒါတော်တော်လေးကိုခေါ်တယ်ပေါ့နော်ဆိုတော့ဒီဘိန်းကဆိုရင်ကျွန်တော်ဒီထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်ရဲ့ဒါရွှေမြန်မာညီကိုတွေဆိုရင်ကျွန်တော်ဒီတောင်ကြီးငွေပေါ့နော်ကျွန်တော်အနေချင်းပေးသွင်းပြီးတော့ဒီဘိန်းတစ်စီးကိုထုတ်ယူနိုင်မှာလည်းဖြစ်တယ်ပေါ့နော်ဒါအသေးစိတ်သိရှိညီကိုတွေအနေနဲ့ပေါ့နော်ကျွန်တော်ဒါအသေးစိတ်သိချင်တော့ဒါကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြီးတော့မေးမြန်းသွားလို့ရတယ်ပေါ့နော်ဒါသူ့ရဲ့ဒါပတ်လဲအနေထားပေါ့နော်တော်တော်လေးလည်းလှပါတယ်အယောင်နေရာလဲကျွန်တော်ဒီထွက်သမျှအယောင်အကုန်ရှိရပေါ့နော်